ဇလန်းအစမှာတော့ကျွန်တော်လက်ထဲမှာကြက်သွန်မြိတ်ကြီးတစ်ချောင်းကိုကင်ထားပြီးငကားကြီးရဲ့ဖင်ထဲကိုအတင်းထိုးထည့်လိုက်ပါတယ်ငကားကြီးခမညာတကယ်ကိုကြောင်အန်းဖြစ်သွားတာပေါ့အဲ့ဒီနောက်ကျွန်တော်လည်းအားရပါရဆွဲထုတ်လိုက်တဲ့အချိန်မှာပဲဝုန်းခန့်လဲဆိုပြီးငကားကြီးပိုက်ထဲကနေအနက်ဆိုးတွေနဲ့လေးကြီးကျယ်လဲထွက်လာပါတော့တယ်အနက်ကဘလောက်ပြင်းတယ်လဲဆိုရင်ကျွန်တော်တော့မူးလည်းမတက်ပါပဲတော်သေးတာကကျွန်တော်ကတိရစ္ဆာန်ဆေးကူးဆရာဝန်အဆင့်မြင့်တယောက်မလို့ဒီလိုအနက်မျိုးကိုအေးဆေးခံနိုင်တာပါဒါပေမဲ့ငကားကြီးခမညာတော့နာကျင်လုံးလို့အတင်းယုံကန်ပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဒါကြောင့်ကျွန်တော်ရဲ့တိရစ္ဆာန်လက်ထောက်တွေကသူ့ကိုအမိရဖိထားပေးကြရပါတယ်ကျွန်တော်လည်းငကားကြီးရဲ့ပိုက်ထဲကနေတန်ချက်ကကြီးတွေအယိုးတွေနဲ့နောက်ဆုံးမှာတော့ဓာတ်ရှိကြီးငါးလက်ထိဆွဲထုတ်ပေးနိုင်ခဲ့ပါတယ်အားလုံးရှင်းလင်းသွားတဲ့နောက်မှာတော့ငကားကြီးလည်းနေတာထိုင်တာရှိသွားပြီးကျေးဇူးတင်တဲ့အနေနဲ့ရတနာတွေကိုလက်ဆောင်ပေးခဲ့ပါတယ်ဒီနေ့မှာတော့မင်းသမီးလေးကမျောလူဆဲဆဲဖြစ်နေတဲ့ဘီရင်မကြီးကိုစိတ်ကူတာပေးဖို့ကျွန်တော်ကိုနန်းတော်စီအပြေးလွှာခေါ်ခိုင်းလိုက်ပါတယ်မြင်းရထားကြီးပါကင်ဂမ်နန်းတော်ရင်ပြင်ကိုရောက်လာတာနဲ့စစ်သားတွေကတကားလာဖွင့်ပေးကြပေမဲ့မြင်းရထားတွေကနေဝင်ရိုးစိုးဝဝင်ကြီးအရင်ဆုံးဝုန်းကနေခုံထွက်လာလို့စစ်သားတွေလက်ဖြတ်သွားကြတာပေါ့ဒီတိရစ္ဆာန်တွေအကုန်လုံးကဘီရင်မကြီးကိုကုသရမှာကူညီဖို့ကျွန်တော်နဲ့အတူပါလာကြတာပါကျွန်တော်ကိုယ်တိုင်ကတော့ကလောက်ငကြီးကိုစီးပြီးနန်းတော်ခမ်းမထဲအထိစက္ကန့်နဲ့မောင်းဝင်လာခဲ့ပါတယ်ဒါပေမဲ့ကလောက်ငရဲ့မျက်လုံးတွေကိုပိတ်ထားမိလို့လက်တစ်ချောင်းမှာရှိတဲ့တန်ချက်ကရုပ်တုတွေကိုအကုန်တိုက်မိပြီးလက်ချက်ကုန်ပါတော့တယ်ကျွန်တော်လည်းတိရစ္ဆာန်တွေအကုန်လုံးကိုခေါ်ပြီးဘီရင်မကြီးရဲ့အိတ်ခမ်းထဲကိုဝင်သွားတဲ့အခါအသက်ရှင်ဖို့မနေရုံကန်နေရတဲ့ဘီရင်မကြီးကိုတွေ့လိုက်ရပါတယ်အရင်ဆုံးကျွန်တော်ရဲ့ခွေးလေးကိုထူးခြားတဲ့အနက်ရှိလားဆိုပြီးလိုက်နှမ်းခိုင်းလိုက်ပါတယ်ခွေးလေးရဲ့နှာခေါင်းကလှုပ်ဝက်ဆန်းပြတဲ့ပန်းနဲ့တစ်ခုကိုရလိုက်ပေမဲ့ဘာပန်းလဲဆိုတာအတိအကျမပြောနိုင်ပါဘူးဒါနဲ့ကျွန်တော်လည်းရင်ကုန်မျက်မှန်တက်ငါးကန်တဲ့ခေါင်းနှစ်ပြီးလက်ကလေးနဲ့အေးဆေးစကားပြောလိုက်ပါတယ်ပြီးမှရုပ်ခပိတစာအုပ်ကိုထုတ်ပြီးခွေးလေးကိုတစားမျက်နှာချင်းစီလိုက်ကြည့်ခိုင်းလိုက်တယ်နောက်ဆုံးတော့ကျွန်တော်တို့အဖြေရှာတွေ့သွားပါပြီဘီရင်မကြီးဟာ Dragon Knight လို့ခေါ်တဲ့ရှားပါအပင်ရဲ့ပြင်းထန်တဲ့အစိမ့်မိနေတာပါနောက်ထပ်9ရက်နေရင်နေချက်တော့မှဖြစ်ပြီးအဲ့ဒီအချိန်မတိုင်ခင်အစိတ်ဖြည့်ဆေးမရရင်ဘီရင်မကြီးတည်ဆုံးသွားပါလိမ့်မယ်ဘီရင်မကြီးကိုကယ်တင်ဖို့အတွက်ဒန်နာရီလာတင်ကျုံးကိုသွားပြီးဖြည့်ဆေးရှာဖို့ကလွယ်လို့ကျွန်တော်မှတခြားရွေးချယ်စရာမရှိတော့ပါဘူးမထွက်ခွာခင်မှာကျွန်တော်ကြိုတင်ပြင်ဆင်မှုတချို့လုပ်ခဲ့ပါတယ်ဦးကောင်လေးတကောင် Manus ကိုနန်းတွင်းတူရှို့အဖြစ်နာမည်ကြီးပကြီးကားတစ်ချက်ပေါ်မှာဝတ်ထားခဲ့ပြီးခွေးလေးကိုတော့နန်းတော်လုံခြုံရေးတာဝန်ပေးခဲ့ပါတယ်မင်းသမီးလေးကိုလည်းဘီရင်မကြီးရဲ့အစားအသောက်တွေကိုကိုယ်တိုင်ပဲစီစဉ်ဖို့မှာကြားခဲ့ပါတယ်အားလုံးအဆင်ပြေပြီဆိုမှတိရစ္ဆာန်တွေနဲ့အတူကျွန်တော်ထွက်ခွာလာခဲ့တာပါဒါပေမဲ့ကျွန်တော်ရဲ့လှုပ်ဆောင်ချက်တွေကြောင့်နန်းတော်တွေကဝင်ကြီးတယောက်ဟာတုံလုံးချေချောက်သွားပြီးနန်းတွင်းဆရာဝန်ကိုလှုပ်ဝက်ခေါ်ယူကကျွန်တော်ရဲ့ရွက်လေကြီးဘယ်တော့မှပြန်မလာနိုင်တော့အောင်တော်ဝင်စစ်တင်မောနဲ့လိုက်လံတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့လှုပ်ဝက်ကြံစည်မှုအလုံးစုံကိုပကြီးကားပေါ်ကပိုးကောင်တွေကကားလုံးတိုင်းကိုအကုန်ကြားသွားခဲ့ပါတယ်တိတ်မကြခင်မှာပဲနန်းတွင်းဆရာဝန်ရဲ့စစ်တင်မောကြီးကကျွန်တော်တို့နောက်ကိုမိလာပါတော့တယ်ကျွန်တော်လည်းတိရစ္ဆာန်တွေကိုပင်လယ်ထဲကငါးတွေနဲ့ဆက်သွယ်နိုင်တဲ့တာတိုင်းထုတ်လွှင့်ဆက် Sonic Transmission Device ကိုအမြန်ဆုံးအသက်သွင်းဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီအချက်ပြလိုင်းကိုဝေလာငါးကြီးကရရှိသွားပြီးကျွန်တော်တို့ရွက်လေစီကိုအမြန်ဆုံးကူးခတ်လာခဲ့ပါတယ်အချိန်တွေကတကယ်ကိုအရေးကြီးနေပြီမလို့လူဝင်ကြီးကိုလည်းတာဝန်တစ်ခုပေးလိုက်ပါတယ်ဒါပေမဲ့လူဝင်ကြီးကတော့အကြီးကျယ်စိတ်ဖိစီးပြီးလမ်းဖြတ်နေတာပေါ့ကျွန်တော်လည်းသူ့ကိုမင်းကမင်းတင်ထားတာထက်ပိုတန်ပါပါလေလို့အားပေးလိုက်ရပါတယ်တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်လူဝင်ကြီးလည်းသူ့ရဲ့ကြောက်စိတ်ကိုတွန်းလှန်ပြီးကျွန်တော်ကိုပင်လယ်ထဲကိုကျိုးနဲ့ဆွဲချပေးခဲ့ပါတယ်ဝင်ရိုးစုံဝဝင်ကြီးလည်းပင်လယ်ထဲခုန်ချလာပြီးကျွန်တော်တို့နှစ်ယောက်ရွက်လေကိုဝေလာငါးကြီးဆွဲခေါ်သွားနိုင်အောင်ကျိုးကွင်းကိုဝေလာငါးကြီးမှာအတူတူတွားချပေးခဲ့ကြပါတယ်ဒါကိုရန်သူဆရာဝန်ကမြင်သွားပြီးအမြောက်နဲ့ပစ်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်ရုတ်တရက်အမြောက်ကြီးပောက်ကွဲသွားတဲ့အတန်ကြောင့်ကြောက်တက်တဲ့လူဝင်ကြီးလန့်သွားပြီးတိုင်ထားတဲ့ကျိုးကိုလှုပ်ချကခေါင်းကိုလက်နဲ့အုပ်ပြီးတင်မောကုန်းဘက်ပေါ်မှာဝင့်နေပါတော့တယ်ကျိုးကစတိဘောကနေရှော့ချတော့မဲ့အချိန်မှာပဲထမင်းလို့ခေါ်တဲ့ကောင်လေးကအမြန်ပြေးလာပြီးကျိုးကိုဖမ်းဆွဲလိုက်လို့ကျွန်တော်ရေထဲကို7မိနစ်သွားပဲဖြစ်သွားခဲ့ပါတယ်ဝင်ရိုးစုံဝဝင်နဲ့ကလောက်ငှက်တို့ရဲ့အကူအညီနဲ့ကျိုးကိုအပေါ်ကိုပြန်ဆွဲရဲတင်နေတဲ့အချိန်မှာပဲကန်ဆိုးစွာနဲ့ကျိုးကြီးကဖြက်ခနဲ့တက်ထွက်သွားပါတော့တယ်